အားလုံးပဲမင်္ဂလာပါနော်ဒီဟာကကမ်ဘိုဘိန်းပေါ့နော်ကမ်ဘိုဘက်ထရီဆိုင်ကယ်ပေါ့ဒီကောင်က60ဖို့ပေါ့နော်60ဖို့ဘက်ထရီဆိုင်ကယ်ပေါ့ဘာဖြစ်တာလဲဆိုတော့စီးလို့မရတော့တာပေါ့နော်နှေးသွားတာပေါ့နှေးသွားတော့မို့ဘက်ထရီအားမရှိတော့တာပေါ့အဲ့တော့ဘက်ထရီက9လုံးပေါ့နော်ဒီမှာတစ်လုံးမပါ60ပြီးရင်82ပေါ့နော်6လုံးရှိတော့9လုံးဘက်ထရီတစ်လုံးသာဒီကောင်နဲ့ကန်ထည့်တယ်ဘက်ထရီကွန်ထရိုလာကဒီမှာဟိုလည်းပြတ်တာတွေကလည်းကွန်ထရိုလာဒီမှာတိတ်မပြတ်ပါဘူးဟိုဒါတွေကလည်းဘက်ထရီပြတ်တာများအဲ့တော့ဘက်ထရီဟိုတွေကဒီမှာဖောင်းကုန်ပြီနော်ဖောင်းကုန်ပြီဆိုတော့ဒီကောင်ကိုကျွန်တော်တို့ကလိုက်ပို့ဖို့ဘက်ထရီ60ဖို့ 22AA ပေါ့နော်အဲ့ဒီကောင်ပြန်လဲထည့်မှာပေါ့နော်ဒီမှာဘက်ထရီဒီမှာဖောင်းဟိုဒါကိုကျွန်တော်တို့ဖြုတ်နေတာပေါ့ဖြုတ်ပြီးဒါမဲ့ဘက်ထရီကိုကျွန်တော်စီရိတ်ပေါ့နော်မီးထွန်းလို့ပါညာတော့ရအောင်မယ်ဒါမဲ့အဲ့ဒီကကောင်းတဲ့အလုံးလေးထုတ်ထားအောင်မယ်ပေါ့နော်ထုတ်ပြီးတော့ကစမ3ဖို့အတွက်မီးထွန်းပါညာ3ဖို့အတွက်ဘယ်အိုးလေးကပိုကောင်းမလဲဆိုတော့ဆက်နဲ့ဆွဲကြည့်မယ်ဒီလုံးလေးဆိုတော်တော်ဆိုးသွားတယ်တော်တော်ကြီးဖောင်းထွက်သွားဘေးကြီးကားပြီးကြက်တောင်ကြက်နေလောက်ထုတ်ရင်တော့မှအိုးတွေကြက်နေမှာတော်တော်ကန်ထားသလိုဖြစ်ပြီးတော့ဆိုတော့အဲ့ဒါကျွန်တော်တို့ဘက်ထရီစီရင်ဆွဲကြည့်မယ်ပေါ့နော်ကျွန်တော်တို့တဲ့ဗီဒီယိုတွေအပြင်ရောက်သွားပြီပေါ့နော်ဟိုလှုပ်ကြည့်မယ်ပိုတိုင်းကြည့်မယ်ဗီဒီယိုတွေကတော့ဘိုက်တွေဘူးကုန်17ဖို့လောက်ပဲရှိရနော်တို့ဒီကောင်73ဖို့ရှိတယ်ပိုပြက်သွားတယ်အိုးရောဒီလုံးဆိုရင်73ဖို့ရှိတယ်ဒီလုံးဆိုရင်ဘို့အရင်ဆန်းတာပေါ့နော်73ဖို့ရှိတယ်ဘို့တွေကတော့ကောင်းသေးတယ်73ဖို့ရှိတယ်ဒီတစ်လုံးဒီတစ်လုံးကစပြက်တယ်အပြက်ဖြစ်လိမ့်မယ်ဒီလုံးဘက်ထရီပြက်တာကနေစပြီးကျန်တဲ့အိုးတွေအကုန်လုံးဖောင်းတော့တာအားသွင်းလွန်တာပေါ့နော်အဲ့တော့ကျန်တဲ့အိုးတွေပါအကုန်လုံးလိုက်ပြီးတော့ဖောင်းကုန်တာအဲ့ကျွန်တော်တို့ဟိုကလုပ်ကြည့်မယ်စီရင်းဆက်ဆွဲရဆက်ယူပြီးသားဘယ်ဒီတက်စတာလဲဘယ်ဒီတက်စတာတစ်လုံးလောက်ဆွဲကြည့်တော့ဒီအိုကကိုပေါ့နော်ဘိုးကတော့ကိုပြနေတယ်ပဲဆွဲကြည့်မယ်ဖောင်းအိုးလေးတွေဘယ်လောက်ခံမလဲဆိုတော့1 2 3 4 5မိထုံးပဲရတော့မနော်အဝါအောက်ကိုဆင်းသွားဘက်နောက်ကတ်သွားတယ်ဒီလုံးမိထုံးပဲရတော့မတောင့်တော့နောက်တစ်လုံးပေါ့နော်နှလုံးလောက်ဆွဲပြမယ်1 2ဆင်းသွားရိုးဆိုမရတော့နော်ရိုးဆိုလုံးလုံးမရတော့ဆက်ဆွဲကြည့်လိုက်နောက်တစ်လုံးဒီလုံးဘယ်လိုလာမလဲပေါ့1 2 3 4 5မဲအမီထုံးရအောင်ဒီလုံးရအောင်တော့ဘိုးပဲရှိတော့တယ် MBR မရှိတော့ဘိုးကတော့ပြတ်စပယ်ရှယ်မဒီလိုဆိုလုံးဝမရှိတော့နော်ဒါဆိုလုံးဝပြတ်သွားတာဆွဲတော့မခံတော့ဒီလုံးလေးဆိုလုံးဝချတော့ဆွဲလို့ရတာတစ်လုံးနှလုံးပဲရှိတော့ဒီလုံးပေါ့နော်ဒီလုံးရသေးဒီလုံးကရသေးတယ်battery analyze လုပ်တဲ့ set ပေါ့ဒီလိုဆိုနည်းနည်းသုံးလို့ရသေးတယ်ပေါ့နော် IO မိထုံးပါညာဆိုခံအောင်သုံးလို့ Wi-Fi သုံးတာပါညာပေါ့အဲ software လေးနဲ့မှတ်ထားလိုက်ရပြီနော်ကျွန်တော် battery အစ်စ်လဲကြမယ်ပေါ့နော်ကျွန်တော်ဒီဟာက
လိုက်ပို့ဘက်ထရီပေါ့နော်64ဗို့1.5 kW hour သူအမြင့်ဆုံးဘိုးကတော့82ဗို့ပေါ့နော်82ဗို့ကတော့အတွင်းခံနိုင်တဲ့ဘို့ပြောတာဒါမှကျွန်တော်ဒီဘက်ထရီက12ဗို့5လုံးစာပေါ့နော်ဘို့60စနေကားလီ60ဗို့အဲဒီမှာကရေလုံးပေါ့နော် socket နဲ့အဲဒီမှာပြန်တက်တော့မယ်ဆိုလို့ရှိရင်အပေါင်းနှုတ်တွေမှားလို့မရဘူးပေါ့နော်ဒီမှာအပေါင်းဒီမှာအနှုတ်ရှိတယ်အဲ့ဒါကြီးတေချာစစ်ပြီးမှတက်လို့ရမှာဘူးအသွင်းဘူးပါတယ်ပေါ့နော်အသွင်းဘူးပါတယ်အသွင်းဘူးကတော့သူဝက်218ဝက်ပေါ့နော်218ဝက်3 ampere 218ဝက်3 ampere 82ဗို့ပေါ့နော်ဒီဟာနဲ့ဒီမှာ connection တက်တဲ့ပုံပြမယ်ပေါ့နော်ပထမတော့ကဘက်ထရီကမူလီစုံတယ်ပေါ့နော်SOမူလီစုံနဲ့လောက်ထားတာအခုကဒီလိုကြိုးကောင်းပြန်ပြောင်းတာပေါ့နော်ဘုံထဲမှာပါပြီးသားနော်ဘုံထဲမှာပါပြီးသားဖြစ်တဲ့အတွက်ဒီကောင်းနဲ့ဒီအပေါင်းနှုတ်ပြန်ပြီးတော့ဆက်မယ်နော်ဆက်ပြီးတော့လို့ရှိရင်ဒီကြိုးကတော့ connection တိုင်းကြည့်ပေါ့နော်ဒီဘက်အပေါင်းနဲ့ဓာတ်ရိုက်ပြီးတော့ continuity ရှိနေရမယ်ပေါ့အားသွင်းတဲ့ခေါင်းနဲ့ဆိုတော့ဒီကောင်မှန်မှရမယ်မှားလို့မရမှားရင်အားသွင်းဆက်လောင်လိမ့်မယ်နော်အဲ့ဒါလေးတွေထည့်မပြန်ထည့်ရတော့လွယ်ပါတယ်ဘာမှမရှိဘူးကျွန်တော်ကြိုးဆက်ပြီးထည့်ရုံပဲထည့်ရုံပဲဆိုတော့အဲ့မှာဘက်ထရီတိုင်းကြည့်တယ်ပေါ့နော်ဒီကအသေးဆိုတော့လောလောဆယ်တော့66ဗို့ရှိရပါတော့အသွင်းစမ်းလို့ရတာအဲဒီပေါင်းလုံးမှဒါထည့်မယ်ပေါ့နော်ရောလိုက်ဖို့ဘက်ထရီပေါ့နော်အဲကြောင့် SCO မထည့်တော့ဘဲနဲ့လိုက်ဖို့ဘက်ထရီပြောင်းလိုက်တာအဲဒီလိုပုံစံပေါ့နော်ဒါဘက်ထရီညှက်တွေကတော့ကျွန်တော်တို့ပြန်ပြီးတော့ထည့်ပြီးတော့သုံးရမှာနော်ညှက်တွေဘက်ထရီညှက်တွေတော့မညှက်တော့ခုံးနေပါလို့ရှိရင်ဒီနားမှာရေဝင်နိုင်မဲ့နေရာတွေကိုကျွန်တော်ဆီလီကွန်ထိုးရမှာဆီလီကွန်ထိုးပြီးတော့ဆီလီကွန်လေးထိုးပေးထားမှာပေါ့နော်။နောက်ဆုံးဘယ်လို socket ပြီးသွားတယ်နော်။ပြီးလာပြီဆိုလို့ရှိရင်တောက်ဖွင့်ကြည့်။ဒါဆိုရင်တော့ဘယ်ရပြီပေါ့နော်။ back in 1 2 3ပေါ့နော်။အလဲပြီပေါ့နော်။ဒါဘိုးဘက်ထရီချိန်တာပေါ့နော်အဲ့တော့အသွင်းဖို့ကျွန်တော်တို့စမ်းတော့ပြန်တက်ရလွယ်ပါတယ်အဲ့လည်းဘိုးဘက်ထရီဘာလို့ပြောင်းလဲဆိုတော့ဟုတ်ပါချာကျင်ပေါ့နော်ချာကျင်သွင်းနေပြီဒီကောင်ကကျွန်တော်ဟိုဟာနဲ့စမ်းကြည့်တာတော့ solar inverter နဲ့ 6K နဲ့စမ်းတာတော့ဒီကောင်က250 300နီးပါးလောက်ပေါ့နော်ဆွဲတယ်ပေါ့ဒီကောင်က1 unit ကျော်လောက်ဘက်ထရီရရှိတယ်ပေါ့နော်1150ပေါ့ဆိုတော့ဘက်ထရီက3နာရီ4နာရီလောက်တော့တွင်းရလိမ့်မယ်တွင်းနေဆိုရင်တော့အပြည့်ပေါ့အဲဆိုအားမရှိတာကနေတွက်တာပေါ့နော်အားလုံးကအကုန်ကနေပြီးတော့တွက်တယ်ဆိုလို့ရှိရင်တော့3နာရီ4နာရီလောက်ဆိုရင်ဒီဘက်ထရီပြည့်ပါသူစာရေးထားတဲ့ပုံစံပေါ့နော်ဒါဆိုလို့ရှိရင်ဒါအသွင်းအပြတယ်ဆိုဒီဟာတက်လို့ပြီးသွားပြီပေါ့နော်ကျွန်တော်ပြန်ပြီးတော့အကုန်လုံးဘက်ထရီကညင်အောင်တက်မှရမယ်နော်ဒီသူတန်းနေရှိတယ်ဒီတန်းနေပြန်ထည့်ရမယ်ပြီးလို့ရှိရင်အောက်ကငိန်အောင်ဘက်ထရီငိန်အောင်ရာဘာစတွေခံပြီးတော့ညှက်ပြီးတော့ဖိထားမှတော့ရတယ်ဆိုင်ကယ်ကတော့ဘက်ထရီ9လုံးနဲ့ဒါနဲ့ရှင်းတယ်ဆိုလို့ရှိရင်တော့ဒီကောင်ကပို့ပြီးတော့ဆိုင်ကယ်ပေါ့သွားမှာပေါ့နော်ကျစ်သွားတာပေါ့နော်ဝိတ်ချိန်တိတ်မရှိတော့ဘူးဒီဆက်ကလေးကလည်းကောင်းတယ်ပြော quality မစိုးဆက်ကောင်းတယ်ဟိုလိုက်ဖို့ original ပါတဲ့ဘက်ထရီဆိုင်ကယ်တွေပါလေအားသွင်းတဲ့ SMP ရတွေဆွရှင်းမှုတွေကိုတေချာကောင်းကောင်းလေးလုပ်ထားဒီကောင်တော့ဖွင့်မကြည့်တော့ပါဘူးအသေးကြီးဆိုတော့တစ်ချိန်ပြည့်ဦးမှာပေါ့ပြည့်တော့မှပဲကြည့်တော့ခုတော့မပြည့်သေးဘူးကောင်းတဲ့ထဲတော့ပါတယ်ပြောရမှာတိတ်မညံ့အောင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆဲလဲစမ်းပြီးတော့ပြီကျွန်တော်ပြန်ပြီးတော့တက်အောင်မှာပေါ့နော်ဒီအဘက်ထရီကိုပေါ့နော်အငိမ့်လောက်တယ်ကျွန်တော်တို့ဒီမှာရေလုံဖို့အတွက်ဆီလီကွန်ထိုးထားတယ်ပေါ့နော်ရေဘယ်နေရာမှာမဝင်အောင်လို့လုံးဝကိုဆီလီကွန်ထိုးထား
ဒါဆိုလို့ရှိရင်အဆင်ပြေသွားပြီပေါ့နော်ကျန်တာတွေက AC ပဲကိုရကျိုးဟိုမှာ breaker ညအသွင်းကောင်းလည်းပြီးသွားပြီပေါ့နော်ဒါဖုံးပြန်ဖုံးဖို့ရှိရဖုံးပြီးစမ်းကြည့်တာဒီကပယ်ရီတက်ပြီးတော့နော်ကာဘာပြန်တက်နေတာပေါ့နော်ဆော့ရဒီ socket ဆော့ဒီ socket ဆော့ socket ဆော့ဒီ socket ဒီ socket ကနေဒီကနေဆော့အောက်ကနေပြန်သွားအောင်ရဒီဘက်တောင်းအောင်သွားအော်အတွင်းပိုင်းနေထားပါတော့ငြိမ်သွားပြီတဲ့ဆိုတော့ဟိုကဓမ္မ breaker အဲ့ဒီလည်းငြိမ်သွားအားသွင်းတဲ့ဘက်ကလည်းဒီရောက်သွားပြီနော်ဆော့အုံးကွက်ဆော့လို့ရဟိုလီတက်ပြီးတော့ဆန်းလို့ရပြီပေါ့နော်ဟိုလေးလုံးပြီးသွားပြီပါကင်နဲ့ကံပိုဘိန်းလေးတတိယံဘက်ထရီပြောင်းတဲ့ပြောင်းပြီးဆင်တာပေါ့နော်အဲ့ဒီလှုပ်ဆောင်တာအားလုံးပြီးစီးသွားပြီပေါ့နော်ဘိန်းလည်းလဲသွားပြီစီးလို့လည်းရပြီပေါ့နော် SAO တွေကတော့ချလိုက်ပြီပေါ့နော်မသုံးတော့ဘူးပေါ့ကဲအားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကိုတီးရဆွေ3အောင်ကျဲစလုံးမှာနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါ